ဘောလားဘောလားအိုးရဲအိုးကောင်ကြီးဟဲ့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပဇွန်လီးနေပါတယ်ဟိုတနေ့တော့သူတို့များလာခဲ့တယ်ငါခုံမဖိနေ10ကောင်15ကောင်တော့ရတာပေါ့နော်ဖတ်ပတဲ့တရားအောက်မှာဒီနေ့ကျွန်တော်တို့9ရောက်ပေါ့နော်အဲ့ညထပ်သွားမယ်အဲ့တော့သူတို့ခုံမဖိနေသူတို့များတာအဲ့လည်းသေးတယ်ပဇွန်နဲ့များတယ်တဲ့ကျွန်တော်များတာတီကောင်ပိုးကောင်မှားနေတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပဇွန်နဲ့များကြည့်မယ်ပဇွန်ကတော့တကောင်လေပဇွန်ကောင်သေးစားလို့များတော့အကောင်ကြီးတေးတေးလီးတော့များကြည့်မယ်လာခုံမဖိနေရမလားမရအောင်ဆိုဒီနေ့အခုဆိုသွားတော့မှာမယ်ဒါပေမဲ့ဒီနေ့ကကျွန်တော်ရယ်ကုရှင်းရယ်ကောင်လေးရယ်ကုကြားရယ်ပေါ့နော်ဒီနေ့ကကုကြားပါတာပေါ့နော်မော်ဆေးရှမ်းကျနောက်မှလေးလာခဲ့မယ်တဲ့သူနည်းနည်းလုံးစရာလေးတွေရှိတယ်ပေါ့နော်လာ let's go okay မနေ့ကများတာမကျင်တယ်လို့ပေါ့နော်3ရက်တော့တများတကောင်မှတော့မရအောင်နော်တွတ်လည်းမတွတ်နော်အဲ့ဒါကြောင့်ဖတ်ပတဲ့တရားအောက်မှာပြန်များမယ်ဒီနေ့ကျတော့ပဇွန်လည်းပေါ့နော်နောက်ကိုကြားလည်းပါတယ်ကွာငါးဆရာပါတယ်ကွာနောက်တစ်ခုကျတော့အဲ့လိုမျိုးငါးများနေရလေးပါတယ်ညာရှိကျွန်တော်တို့လမ်းညွှန်ပေးလို့ရတယ်ကွာစီမှာဖြစ်ကွန်မမှာဖြစ်ပေါ့နော်ကျွန်တော်တို့ငါးသက်များတယ်ဖတ်ပတဲ့တရားအောက်လာချင်တယ်ဆိုလို့ရှိရင်မခတ်ဘူးပေါ့နော်လွယ်လွယ်လေးပဲဒီမှာဖတ်ပတဲ့တရားအောက်ရောက်တော့ねဒီမှာဒီနိုင်ရဲ့ပန်းချံမချံကွေ့ပါလိုက်ပန်းချံပချံကွေ့ရနဲ့အစီလေးမှာဆိုင်ကရဲတဲ့နေရာရှိတယ်ပြီးလို့ရှိရင်တက်တက်ဝင်သွားလို့ရှိရင်ငါးများနေရပို့ပြီနော်ဒီတရားအောက်တက်မှာကျွန်တော်များကြတာပေါ့နော်โอเคရောက်ပါပြီနေရာဟောင်းလေးကိုဒါပေမဲ့ဒီနေ့ကတင်းလာနေနော်မနေ့ကကျွန်တော်တို့လက်များတင်းနေလူမရှိဘူးဒါပေမဲ့ဒီနေ့ကလူရှိတယ်မင်းအရင်ဝင်လာတာနဲ့အတွဲလေးနဲ့ချဲပဲများတွေအတွဲတွေနဲ့ကျွန်တော်တို့ရောက်နေတဲ့အချိန်မှာအတွဲတွေလည်းရှိတယ်သူများပဇွန်များတဲ့သူတွေရှိတယ်နောက်ကွန်ပြည့်တဲ့သူတွေလည်းရှိတယ်ပေါ့နော်တင်းလာနေဘာလို့ရအောင်လည်းမသိပါဘူးဟောပြီးတော့ကုန်းရောมันไม่ได้มันไม่มีသူများတာငါမဟုတ်ဘူးလို့သူများတာပဇွန်နဲ့ได้ไหมพี่ရပါမရတော့ဩကွန်ပြည့်တာကိုဒီကြားရဆိုတော့ဒီပြန်ဝင်ဒီတက်လာဩဒီတက်လာဟုတ်တယ်ဘာငါခုံမပဲငါခုံမလေးတွေခုနကတော့အစီအကူကြီးသူပြောတယ်ပဇွန်နဲ့ပဇွန်များတယ်တဲ့ငါပဇွန်များဝါသနာပါတယ်တဲ့ပဇွန်များဝါသနာပါပြန်ငါတော့ကောင်းမရသေးပဇွန်များတော့ရလား bro ဒီပဲရမှာခုံမဖိနေတယ်ဟဲ့အိုးခုံလေချို့လေဒီကောလေးခုံမမီးနေတော့ခုနကတော့ဒူးလိုက်တယ်ကိုပြစ်လိုက်ဘာကြီးလဲဒီခွဲထဲတော့လာတော့ကဲထဲတော့လာတဲရမယ်ကျွန်တော်ရပါကျွန်တော်ရတယ်တဲ့ဒီမစပ်ဖို့ကျွန်တော်ကောက်ရပဲရမှာဟိုတနေ့တော့ကျွန်တော်တို့များတာအောက်မှာနော်ဒါပေမဲ့ဒီနေ့ကကြီးတက်လာခဲ့တယ်အောက်မှာများဖို့များအတွဲလေးပါရှိတယ်နည်းနည်းအနောက်ရှက်ဖြစ်မှာကြောက်လို့ပုံမှန်လည်းများလိုက်တယ်ဘိုးလင်မှာကြောက်လို့ကိုယ်ကလေးကြတော့ရှိရင်အမျိုးတွဲလေးပါချင်းများမနောက်ရှက်မဖြစ်ရှင်ကိုယ်ပြေးလို့ရှိရင်ခဏလေးပဲကျွန်တော်ကိုမာလာတယ်ကျွန်တော်နောက်တစ်ခါကြတော့စိတ်မှာကျွန်တော်တို့ကိုယ်လည်းပြပြမှာနော်ကျွန်တော်ကိုမာလာနော်ဒီနေ့ကကြတော့ဟိုတနေ့ကလာတာမကျင်တယ်လို့3နှစ်သွားခဲ့ရတယ်ဖက်ပတဲ့တရားအောက်နေရာဟောင်းပဲโอเคအခုဆိုစများနေပါပြီဒီမှာကိုစင်းဟာကြည့်လိုက်ဒီနေ့နှစ်ချောင်းဘူးတော့ချတာနော်ကိုစင်းမလုံးနဲ့တစ်ခါလုံးလို့စင်းနှစ်ခါလက်ညီတယ်ကိုစင်းဟာတူလေးပဲတူတော့လေးလားစိတ်ညစ်ပါတယ်ဟဲ့ကျွန်တော်နှစ်ချောင်းဆိုတော့ပြောမတတ်ဘူးကိုရီးယားလည်းစီတော့ဘယ်လိုလုပ်ရမလဲစိတ်ညစ်တယ်အမျိုးနေထိုင်ရတာစိတ်မပြေကဲရှည်တဲ့ဘဝယူမလို့ချင်းတော့များပါပြီနော်တီကောင်ရောပိုးကောင်ရောနော်ဒီနေ့ကပဇွန်နဲ့ဒီတစ်ခါမှမရလို့ရှင်တော့လေငါလည်းမသိတော့ဘယ်လိုဆက်လုပ်ရမှာဆိုတော့ဘဝကြီးโอเคအခုဆိုကျွန်တော်စများပါပြီเนาะဒီနေ့ကကျတော့မထင်မဲ့အရာလေးတွေဖြစ်လာတော့ဗောနော်ဗီဒီယိုအဆုံးလေးကြည့်ပြီဗောနော်ကျွန်တော်တော်တော်လေးကိုအံ့ဩတဲ့အရာလေးတွေဖြစ်လာတယ်ဒီနေ့ဆန်းရကောလေအခုကကြည့်တာမင်းနော်ဆွဲခဏရဆွဲတော့မှာကြည့်တာပြီခဏရဆွဲတော့မှာခဏကြည့်တာပဲဆက်ကြိုက်ချက်သွားလိုက်အောင်ရှင်းနေချက်ရလားမတို့လားငါများတဲ့ blogger ငါမများလို့ဆိုလို့ရှိရင်ကုန်ပြည့်တဲ့ blogger ပြန်လုံးမယ်ကုန်ပြည့်တဲ့ blogger တော့မများလို့ဆိုလို့ရှိရင်တော့ဈေးထဲသွားပြီးတော့ငါပဲတက်ဝယ်လာတော့နော်အဲ့ဒါချက်စားလိုက်တာအကောင်းဆုံးပဲသူများရလေရပါတယ်ငါတို့ဘာလို့မရလဲပတ်စံပြီးဝေးပြီးဝယ်စားရကောင်းနေတယ်အဲ့ကောလေပတ်စံပေးပြီးဝယ်စားရကောင်းနေတယ်ငါ့ကိုပြောတာနော်ပတ်စံပေးပြီးဝယ်စားရကောင်းမတင်တယ်လို့စဉ်းစားလိုက်တယ်တစ်ချက်အော်တော့မှပေါ်လာခဲ့တဲ့အရာကြီးကလည်းကိုလူဆိုနားတော့မဖြစ်လဲချူလို့ဖြစ်လဲရှင်ပူမှာနေတော့ငါးငေါလို့ရှိရင်တော့ပုံလိုက်နေရဟုတ်လားအများကြီးရတယ်ကွာဒီမှာ900ခက်တာဟုတ်အခုမင်းပြမှာနော်ဘေးအရာမဆိုရလွယ်တဲ့ဟာတွေတန်ဖိုးမရှိဘူးခက်ခဲရတဲ့ဟာတွေပဲဒီမှာကိုလိုမျိုးသလားအဲ့မျိုးခက်ခဲရတဲ့တန်ဖိုးရှိတယ်တကယ်လို့ခက်ခဲမရခဲ့ရင်တော့မှဝယ်စားလို့ရတယ်ညီလေးအဲ့ကြောင့်အလွယ်တကူရတဲ့ဟာကိုမမော်နဲ့တန်ဖိုးမဲ့တယ်မော်တော့နော်အလွယ်တကူရတဲ့ဟာတွေအမိုင်းအများကြီးဖြစ်တော့မှန်တယ်အဲ့ဒါညီလေးကိုမင်းအဲ့ဒါတင်ပြတာအခုတင်ပြတာမင်းမှတ်တာနော်ခက်ခဲရတဲ့ဟာပဲစားခက်ခဲမရလို့ဆိုဝယ်စားပလိုက်ချုပ်တယ်ခါလဲရှင်းသွားတော့ခါလဲတခါမှ1500အေးမဟုတ်ဘာလဲကြော်နေတချို့တမျိုးထင်နေအောင်မှာကျွန်တော်တို့ခဏဝယ်စားကျွန်တော်တို့ခါဝယ်မစားဘူးเนาะပြောတာမှအဲ့ဒါပဲ
အတင်းပဲလူစားတာဟိုလားဟိုလား我压不到比， ဒီမှာရေး 压不到比， အိုးဟိုးဘာငါးကြီးလဲဘာငါးလဲ 谁懂来的？ ငါရပြီလားငါရပြီလားတမညာရတာငါရပြီလားတဲ့အိုးကိုရှိတော်လိုက်တာတော်လိုက်တာ 耶， โอเคဘယ်လိုပဲပြောကျွန်တော်တို့တွေဒီကောင်ရသွားပါပြီကျွန်တော်ခုံမဖိနေတော့မဟုတ်နော် 我有我空了。 မဒီရုံးကခုံမပဲနော်โอเคအခုဆိုကျွန်တော်တက်ကောင်ရပြီနော်ငါတို့လည်းပြောလို့မရတော့ဘူးနော်ငါများတကောင်မရဘူးဆိုတော့ရနော်အခုတကောင်ရပါပြီနော်အကြီးပဲနော်လာငါတကောင်ရတာမသိလို့ရှိလို့ရှိရင်ဥစားဆွီတုံးငွေတော့ကောက်ရတယ်လို့အော်ပြစ်တာအကြောင်းစီရတော့လို့ငါတကောင်ရတော်တော်ပြောတယ်တညာလေးစိတ်ကောင်စက်ကောင်ပါတကူမပြည့်နားလဲပြပါနော်ကျွန်တော်များလာခဲ့တာကဲ3ရက်4ရက်ရှိနေပေါ့နော်မနေ့တော့ဆိုကျွန်တော်တက်များတာ3နှစ်ရတော့မှတက်များတာကွာတကောင်မရအောင်နော်ဒီနေ့မှတကောင်ပထမဆုံးရတော့အရန်ပျော်လို့អော်မိတာခွင့်လို့ပြပါနော်အဘကျွတ်ကျွန်တော်ထင်တာကျတော့ငါးများတဲ့ခါကျဂျိန်းနဲ့လဲဆိုင်တယ်အစာနဲ့လဲဆိုင်တယ်ပေါ့နော်ဒီတစ်ခါကျွန်တော်တို့များတာကျတော့ပဇွန်နဲ့ကွာဒါပေမဲ့တခြားနေရာတွေဆိုပဇွန်နဲ့မရအောင်တီကောင်နဲ့များမှာကျွန်တော်ကငါးနဲ့လဲဆိုင်တယ်နေရာနဲ့လဲဆိုင်တယ်ပေါ့နော်မသိဆရာကြီးလို့ပါလို့နဲ့လာကွန်ကြီးမီတော့ဖွာโอ้တီးပြီခုနကတော့ငါးများတာငါးမရအောင်ဆိုတော့ကြွေရောမထွေးတာတော်လေဆိုရင်မထွေးလို့ 你这边看那可以。 နေခဏခဏထွေးနေတာအော်ဒီကသူခဏထွေးရတယ်သူလည်းမရဘူးလေဒါပေမဲ့ငါးစတွေးရမှာဘာလို့လဲချောင်းတိုင်းငါးစတွေးနဲ့အနံ့ရမှာငါရတာ 我多么大了？ ပေါ်မတိုက်ဘူးလေမလဲဟေးအေးဆွဲတယ်ယာဝူဝကောင်ကြီးဟဲ့ 高级的。这都要好晒了。 ဟေးကိုဆိုင်လာဝဲချဲပဲ 哦，俺家吃，也不来了，俺家吃。 ဟောငါပြချက်တယ်မှာ 俺家吃，也可以。 မြေမြုပ်အဲ့ဒါဆိုမြေမြုပ်များမယ်โอเค 你都不也得打哪木搞啊？ မတနာပါဟေးမပြောပါနဲ့စားစရာကြီးကိုโอเคနှစ်ကောင်ရပြီခဏလေးလဲကြာအောင်မောင်စိတ်ချမ်းရောက်လာတော့ဗောနော်ဒါပေမဲ့ငများတန်၄ခုပဲရှိတယ်နော်ကျွန်တော်မဝယ်ရသေးဘူးကွာအဲ့ဒါကြောင့်သူ့ရဲ့မျက်နှာရဲ့အလားပေါက်ပြီးနောက်မှထိုင်ပြီးလဲရှိုးနေနော်ညီတို့ကတွတ်တယ်ဟုတ်ငါငများတန်ဆိုတွတ်တော့မတွတ်တာငါပဲအာကုတူနဲ့မကိုက်လို့လားမသိအာကုတူကျုံပေးလာပြီငါရုပ်ရည်ရလဲပြောမဆိုကုတူဆန်နှစ်သက်ကျွေအဲ့ဒါကြောင့်အာကုတူကျုံမပေးကျွန်တော်ငများတန်ငါမကိုက်ဘူးဆိုတာအဲ့ဒီနေပူတွေတည်းမှာဖြစ်လို့လားမသိနေထူတဲ့နေရာမှာငါမလာဘူးဖြစ်မှာငါကြည့်တယ်ကိုငါမရတဲ့ခါကျတော့စင်ချင်းရေပြောတာနော်မောင်စိတ်ချမ်းရအရှင်းနေစင်ပြေလာကြည့်လေငါမြင်တော့အိပ်ပြောတယ်။အိုးရှယ်ပဲ။ခြေထောက်ရှိရှိ။အိုးဝလုံးလုံး။အိုး sexy တဲ့။တောက်ကြတဲ့စနေသမီးအသေးခွဲဟုတ်လား။တောက်ကြတဲ့စနေသမီးအသေးခွဲမကောင်း 我们ကျွန်တော်ပြောတာပေါ့နော် ။ဘယ်လိုပြောရလဲ တောက်ကြတဲ့စနေသမီးအသေးခွဲတဲ့ကောင်ဟုတ်လားလေတိုက်လွင့်လားလေ ။တကယ်လုံးမရုပ်ကြီးနောက်ထပ်မိနစ်30လဲကြာပါတော့နှစ်ကောင်ရပြီးတော့ထပ်ပြီးတော့လှုပ်တော့မလှုပ်တော့ဘူးနော်တရားကလည်းတက်တာပြတရားကလည်းခေါင်းမူတရားကလည်းတောက်လေးမှာပြာကားထိုင်ကြီးပေါ့နော်သင်ပြေးတာပဲအခုဆိုကျွန်တော်တို့ငပြင်မနှစ်ကောင်ရတယ်နော်ငပြင်မနှစ်ကောင်ရတယ်ကျွန်တော်နေရာလေးပြောင်းများမှာပေါ့နော်ဒီနေရာလေးဆိုလို့ရှိရင်ငါးများတစ်ခုလည်းမဟုတ်နော်ဒီမှာအေးစိလက်ထိုင်လေးရတယ်အားကစားလည်းစောလို့ရတယ်နော်တွဲချင်းတာတော့ချင်းပေါ့ဒါပေမဲ့နည်းနည်းသတိထားပေါ့တကယ်တော့ဒီမှာပြည်သားလေးလာပြီးတွဲလေးပါလည်းချင်းမဲ့ဆိုလို့ရှိရင်တမန်လေးလက်မီတဲ့ခါကျတော့ဆိုရင်ဘာနိုင်ငံသားလဲဆိုလို့ရှိရင်ကမ်ပူချာလို့ပြောနော်ခမ်ယောင်နေပုံပင်းပရာကရကြတော့မပုံကလန်းအဲ့လိုပြောနော် ခုကောင်ဒီကဒီငါမရှိဘူး အော်သူမတွေ့ဘူးဖြစ်မယ် ထိုက်ခဲ့မလား ခဲသွားပြီဟုတ်လားအဲ့ဒီလမ်းမှာတကောက်တွေ့ရနော် ကောတော့မကြသေးဘူးလေပြောရအောင် အဲ့မကြသေးဘူးလေခုနကတော့ကိုယ်လည်းပြည့်တဲ့အပန်းနေရောက်နော်အခုရဲ့တကယ်လို့အခုဒီဗီဒီယိုတွေ့မဲ့ဆိုလို့ရှိရင်ကုသလို့လို့တပေါ်ထားတော့ကိုနော် ကျေးဇူးပါဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျโอเคကျွန်တော်ခဏပြောတော့ဗောနော်ငါးလက်မြာငါးလက်မြာလိုက်လေငါးလက်မြာတဲ့ခါကျလို့ဆိုဒီမှာငါးမြာတစ်ခုလည်းမဟုတ်ဘူးနော်အပန်းယူပါယူနော်ဒီမှာဆိုလို့ရှိရင်အတွဲတွေမိသားစုတွေပါတယ်လက်ထိုင်ပြီးတော့အပန်းယူကြတာဗောနော်ဒီကိုကြီးဆိုလို့ရှိရင်အထဲထဲမှာငခူတွေငခုံးမဖင်းတွေအများကြီးရတာနော်ဟိုမှာတွဲလာပြန်ပြီဟဲ့ဟုတ်နော်သူများတွေကအတွဲလေးနေတယ်ငါတို့လည်းအတွဲပဲဒါပေမဲ့ငါတို့အတွဲအတန်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင်နေရာလေးပြောင်းများတော့ဗောနော်အဲ့ဒီထခမ်တရားအောက်မှာခဏလေးတပြန်များတာကွာဘာလို့ဆိုတော့ပြန်တဲ့လမ်းနဲ့ကြုံလို့ဗောနော်ခဏလောက်ပြန်ပြီးများတယ်များပြီးတဲ့ကျွန်တော်တို့ပြန်ဗောနော် ဟိုကငါနှစ်ကောင်နဲ့ရတာအားမရတော့ဒီဘက်ဟိုအင်ကများနေရပဲဖရန်ဆောင်ထားခါမှာ
ဒီချောင်းတွေလည်းအကုန်လုံးမိတ်နံကြောက်ဖျားရှင်းတယ်တော့ဒါပေမဲ့ဒီမှာများလဲဟိုမှာများနေတာမတူတော့ဒီမှာကျတော့ပဇွန်နဲ့များလို့များတော့သူကတီကောင်တယ်မနော်ကျွန်တော်တို့ကများတဲ့လေးလက်ပါလာခဲ့တယ်အဲကြတော့မှနေဆက်ချက်ထွင်နေပြီငယ်တော့များတဲ့ style နဲ့သူထွင်နေပြီအေးကြည့်ဘာစီမဝယ်ကြမလို့နော်ဖောဆိုလမ်းမမှာကောက်လိုက်တယ်ဒုတ်ပိုက်ချူလိုက်တယ်နေရာကိစ္စမရှိသေးဘူးဟောလေဖို့တယောက်ဖြစ်တာလေသူဘာဖြစ်ချင်တာဘာဖြစ်ချင်တာလဲသူများနေရမှာမများကိုရှိန်ရီရလက်တောင်တော့ပဲရှိရဘင်ငါလက်စားမလဲဒီမှာများလို့ရှိအယူတွေပဲများတယ်လာကျွန်တော်တူညာကြမယ်အဲ့မှာငါမရတဲ့ခါကျတော့တခညောင်ငယ်တော့ဆုံးမွားလို့ပေါ့နော်ကျွန်တော်တို့များတာတီးကောင်မဟုတ်ဘူးပေါ့နော်ပဇွန်ဖြစ်နေလို့ပေါ့နော်အဲ့မှာကျွန်တော်များတဲ့အချိန်မှာဆရာသမားကတော့ပြဿနာပွဲစပြီလိလော်တာလားမောက်ပြီဟုတ်ဘူးလမ်းနေဟုတ်ရှိတဲ့ငါရတော့ပါပြီဟုတ်ဘူးသူများလေးကိုကြံမဖတ်ကြည့်လုံးနေပြီကြည့်ကြာငါထင်သားပဲခုနကတော့သူလှီပေါ်တက်တယ်ဘာလို့မလဲလို့နော်သူများလှီကိုတန်ကျူးချူပြီးတော့သွားကစားနေအဖိုးကြီးတွေ့ရင်တော့လေနစ်ဖင်ဖန်ချတော့မယ်စိတ်ချဘကနစ်တယ်နော်ဘကဆလို့ရှုပ်ကုန်ပြီဆရာသမားရဲ့လှီလော်ကတစ်ချက်ချူနော်လီယာအဲ့လိုမလော်ရဘူးကွဒီမှာလီယာတယ်လမျိုးလော်ရတယ်ငါလည်းပြပြတာပဲငါလည်းလီလော်မတက်ဘူးโอเคအခုဆိုကျွန်တော်ပြန်တော့ပါမယ်ဒီမှာငညာလက်နဲ့သိနေပြီနော်ဒီဘက်ချန်ချောင်းကကြတော့ငါးများကျွန်တော်တို့ကပဇွန်ပဲယူလာခဲ့တယ်ကွာပဇွန်ယူလာခဲ့တဲ့ခါကျတော့ဟိုမှာငါးမရတော့လို့ဒီဘက်ချန်မှာလည်းပြန်များကြည့်တယ်ပေါ့နော်ဒါမှဒီဘက်ချောင်းကျတော့ပဇွန်နဲ့များလို့မရဘူးဒီမှာတီကောင်နဲ့ပဲများလို့ရရနော်အဲ့ဆိုတော့ပဇွန်ကအကောင်ကြီးရဒီဘက်ချန်ငါးတွေကတီးတော့တိတ်အဆင်မပြေဘူးဖြစ်ဒီနေ့က3ကောင်ရရနော်2ကောင်ကများရတယ်1ကောင်ကကျတော့သူများကုန်ပြစ်ပြီးတော့ကြံခဲ့တဲ့ဟာလေးပေါ့နော်လူ9ယောက်ဆိုတော့ခွဲစားလို့ရတယ်ကွာ3ကောင်နော်ကျွန်တော်တို့ဗီဒီယိုလေးစားတဲ့စုံလေးကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါကကျတော့ကျွန်တော်တို့ရဲ့ Facebook TikTok YouTube မှာသွားပြီးတော့ follow လုပ်ထားပေးနော် subscribe လုပ်လာပေး subscribe ငါပြောမပြေရရပါတယ် subscribe like and share အဲ့ဒါထားပါတော့ဟဲ့ကျွန်တော်ဗီဒီယိုစားနေစုံလေးကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်